အားလုံးမင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာတော့ကမ္ဘာနိုင်ငံရေးမှာဩဇာအကြီးမားဆုံးဖြစ်တဲ့ American သမ္မတ Trump နဲ့ကမ္ဘာငွေကြေးအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Elon Musk တို့ရဲ့ပြဿနာအစဖြစ်တဲ့ Trump ရဲ့ Big Beautiful Bill ပေါ့နော်နိုင်ငံတော်ဘတ်ဂျက်ဥပဒေနဲ့ပတ်သက်ပြီးလက်ရှိလွှတ်တော်မှာဒီမိခွဲဆုံးဖြတ်ဖို့ပေါ့နော်ကြားနာနေတာဖြစ်ပါတယ်ဒီဥပဒေဟာတကယ်ဥပဒေဖြစ်လာနိုင်ခွင့်ရှိမရှိဆိုတဲ့ဟာလေးတွေကိုဒီနေ့ဒီဗီဒီယိုမှာသုံးသပ်သွားမှာဖြစ်ပါတယ်နောက်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီး Trump ကမှန်လားElon Musk ကမှန်လားဆိုတဲ့အကြောင်းလေးတွေကိုလည်းမိတ်ဆွေနားလေသဘောပေါက်အောင်အနည်းငယ် highlight ပေါ့နော်ပြောပြသွားဖို့ရှိပါတယ်။ကဲဒါဆိုရင်ဒီနေ့ဒီဗီဒီယိုအကြောင်းလေးတွေကိုဒီအချက်လေးတွေကိုကျွန်တော်နေ့တူလေ့လာကြည့်လိုက်ရအောင်နော်။ Okay ဒီမှာအားလုံးသိကြတဲ့အတိုင်းပဲ Trump နဲ့ Elon ရဲ့ဆက်ဆံရေးဟာဇွန်3ရက် Elon Musk ဒီပုတ်မသိခင်ကအရန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တာပါ။လွှတ်တော်မှာဆွေးနွေးနေကြတဲ့ Trump ရဲ့ Big Beautiful Bill အကြောင်းကိုလုံးဝစိတ်ရတဲ့အကြောင်းဒီဘတ်ဂျက်ကိုမေးပေးကြမဲ့လွတ်တော်အမတ်တွေကလည်းကိုယ့်ကိုယ်ရှက်တဲ့အကြောင်း Elon ဟာသူ့ရဲ့လူမှုကွန်ရက်ဖြစ်တဲ့ X မှာဝေဖန်ပြီးနောက်မှာတော့စစ်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။ဒါကသူအရင်ကစိတ်အားထက်သန်စွာလုပ်ခဲ့တဲ့ Dodge Department of Government Efficiency ကအချမလိုအပ်တဲ့အသုံးစရိတ်တွေကိုဖျက်တောက်ရှော့ချတာထက်တောင်များတယ်ဆိုပြီးသူဝေဖန်ခဲ့တာဖြစ်ပါတယ်။ဒါကအမေရိကန်ရဲ့လက်ရှိဘတ်ဂျက်ကိုလူငွေပြမှုကိုပို၍ကြီးထွားစေနိုင်တယ်လို့ဖြစ်နေပါတယ်။ Elon ရဲ့ရေးသားဖော်ပြမှုကို Trump ကဇွန်9ရက်နေ့မှာဘယ်လိုတုံ့ပြန်လဲဆိုတာကိုလည်းချက်တော့ကြည့်လိုက်ရအောင်နော် Better than you people. He knew everything about it. He had no problem with it. All of a sudden he had a problem. And he only developed the problem when he found out that we're going to have to cut the EV mandate because that's billions and billions of dollars. And it really is unfair. We want to have cars of all types. Electric, we want to have electric, but we want to have gasoline, combustion. We want to have different. We want to have hybrids. We want to have all. We want to be able to sell everything. Trump ပြောလဲဆိုရင်ဒီဘတ်ဂျက်ကိုခင်ဗျားတို့ချက် Elon ဟာဘူးပြီးတာဖြစ်ပါတယ်။အစပိုင်းမှာဒီဟာနဲ့ပတ်သက်ပြီးပါပြဿနာမှမရှိခဲ့ပါဘူး။သို့တော့ EV electric car တွေရဲ့ tax credit ကိုဘတ်ဂျက်ကနေဖြတ်တော့ပြီးခါမှသူပြဿနာစတင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီး EV electric car tax credit တွေဟာဘီလီယံနဲ့ချီပြီးကုန်နေတာပါ။ EV တင်မကအခြား hybrid နဲ့စီတုံးပြကားတွေကိုလည်းကျွန်တော်ဆက်လက်သုံးတော့ဖြစ်ရှိပါတယ်။သူသိပါတယ်ဒီပြဿနာဟာသူ့အစိုးရဌာနကနှုတ်ထွက်သွားပြီးနောက်မှာစတင်ခဲ့တယ်ဆိုတာသူသိပါတယ်လို့ Trump ကပြောကြားခဲ့တာဖြစ်ပါတယ်။ကဲ Trump ပြောဆိုမှုကို Elon ကဘယ်လိုတုံ့ပြန်လိုက်လဲဆိုရင်အခြေခံအပြင် Trump ကိုလူလိမ်လို့ခေါ်လိုက်တာဖြစ်ပါတယ်။သူပြောတာကမှားပါတယ် Trump ပြောဆိုနေတာအားလုံးမှားပါတယ်။ဒီဘတ်ဂျက်ဟာကျွန်တော်ကိုတခါမှမပြခဲ့တဲ့အပြင်လွတ်တော်အမတ်တွေတောင်မှဒီစာမျက်နှာပေါင်းများစွာရှိတဲ့ budget bill ကိုဖတ်တောင်ဖတ်မှမထင်ဘူးလို့သူကပြန်လေတုံ့ပြန်လိုက်တာဖြစ်ပါတယ်။အဲ့ဒီတစ်ဆက်ထဲမှာပဲ Elon Musk ကသူ့ရဲ့ X မှာကျွန်တော်ဒါမကူညီခဲ့ဘူးဆိုရင် Trump ယူကော့ပွဲကိုရှုံးပြီး Democrat တွေဟာအောက်လွှတ်တော်မှာအသာစီးရကအထက်လွှတ်တော်မှာလည်း51-49နေတာအနိုင်ရနေမှာဖြစ်ပါတယ်လို့သူကမှုကွန်ရက်မှာရေးထားခဲ့ပါတယ်။ဒါဟာလုံးဝကျေးဇူးကမ်းတာပဲလို့သူရေးသားခဲ့တာဖြစ်ပါတယ်။ Okay ဒါကတော့တရက်ထဲမှာပဲသူပါကြောင့်ဒီလူရေးသားခဲ့တဲ့အကြောင်း Fox Media ဒီတင်ဌာနမှာပြန်လေဖြည့်ရှင်းနေတာဖြစ်ပါတယ်။ကဲ Elon Musk ဘာတွေပြောလဲဆိုတဲ့ဟာကိုကျွန်တော်နားထောင်ကြည့်လိုက်ရအောင်နော် Yeah, we've got this enormous federal budget deficit. And it's a $2 trillion deficit. It keeps growing. Our interest payments are higher than our Defense Department budget. That's I think was the real wake-up call for me, was looking at seeing that the interest payments on national debt. သူကဒီဗီဒီယိုမှာပြောခဲ့လေဆိုရင်အမေရိကရဲ့နိုင်ငံအကျိုးယူထဲမှာနောက်ထပ်ဒီဘတ်ဂျက်က2.4 trillion ကျော်ထိထပ်တိုးလာပွဲရှိပြီးဒီအကျိုးတွေရဲ့အတူနှုံးပေးရတဲ့ငွေတွေဟာကျွန်တော်တို့ကာကွယ်ရေးအသုံးစက်ထက်တောင်များနေပါတယ်။ဒါကြောင့်အကယ်၍ကျွန်တော်တို့ဟာအခုချိန်မှာတခုခုမလုပ်ဘူးဆိုရင် American ပြည်သူတွေစီကနေရတဲ့အခွန်ငွေဟာအားလုံးအတူနှုံးစီမှာပဲအတွက်တုံးပေးနေရမှာဖြစ်တဲ့အကြောင်းပေါ့နော်။နောက်ပြီး American ပြည်ထောင်စုကိုသူက bankrupt ဖြစ်သွားမှာစိုးရိမ်တဲ့အကြောင်းပေါ့နော်။ဒီအချက်တွေကလက်ရှိ Trump ရဲ့ Beautiful Bill ကိုသူစန့်ကျင်လာတဲ့အကြောင်းကိုအဓိကဖြစ်စေတယ်ဆိုသူကဖြေကြားခဲ့ပါတယ်။ကဲဒီမှာ Trump ကလည်းမလျှော့တော့ဇွဲနဲ့သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာပြန်လို့ရေးထားတာကအစိုးရအသုံးစရိတ်တွေကိုဒီရှော့ချဖို့ဆိုရင် Biden ခေတ်မှာမလုပ်ပေးထားတဲ့ EV ကားတွေရဲ့ credit တွေနောက်ပြီး Elon Musk ရနေတဲ့အစိုးရ federal contract တွေကိုဖျက်တောက်မယ်ဆိုပြီးပြန်လို့ဆင်ခေါ်လိုက်ပါတယ်။သူကတော့ဘယ်တော့မှရှို့ပေးမှာမဟုတ်ပါဘူး။ဒီမှာ Elon Musk ကလည်း Trump က Jeffrey Epstein file ထဲမှာပါတယ်ဆိုပြီးသူကလည်းပြန်ပြီးရေးသားခဲ့ပါတယ်။ဒါကအတော်လေးဆိုးရွားတဲ့ပြဿနာတစ်ခုဖြစ်ခဲ့တာပါ။ Jeffrey Epstein ဆိုတာအရင်တော့လင်းကိစ္စအမေရိကမှာလင်းကိစ္စအရှုပ်တော်ပုံအများကြီးဖြစ်ခဲ့ပြီးထောင်ထဲမှာသူ့ကိုတတ်ပြီးသွားတဲ့ဒီပြဿနာရဲ့ကိစ္စထဲမှာ Trump ကလည်းပါဝင်တဲ့အကြောင်းကို Elon Musk ကရေးသားခဲ့ပါတယ်။
ဒီလိုမီဒီယာထဲမှာအခြေတင်ဒီစစ်ပွဲဖြစ်ရင်ပေါ့နော်နောက်ဆုံးကျတော့ Elon Musk ကဆုတ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ Elon Musk ကစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့အပြင် Trump ကလည်းလက်ရှိမှာအောက်သာရှိဆုံးအာဏာရှိဆုံးပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော် Trump ကနေပတ်လိုက်တဲ့အခါကျရင် Elon Musk အတွက်အများစွာထိခိုက်နိုင်တဲ့အတွက်ကြောင့်သူ့ရဲ့ shareholder တွေကဒါကိုမလုပ်ဖို့အတွက်တိုက်တွန်းလာလို့ကြောင့် Elon Musk ကဒါကိုဆုတ်သွားပြီးသူရေးသားခဲ့တဲ့အရာတွေအားလုံးဟာတော်လေးတုံ့ပေးသွားတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးတောင်းပန်လိုက်ပါတယ်။သို့တော့ဒီ Trump ရဲ့ Big Beautiful Bill နိုင်ငံတော် budget ဥပဒေဟာလွန်ခဲ့တဲ့3ပတ်လောက်မှာအောက်လွှတ်တော်မှာမေးအနေငယ်နဲ့အတားရပြီးမေးအနေငယ်ဆိုတာက215 214ပေါ့နော်။အနေငယ်အတားရပြီးမေးခွဲအနိုင်ရပြီးလက်ရှိမှာထက်လွှတ်တော်မှာဒီဟာနဲ့ပတ်သက်ပြီးကြားနာနေတာဖြစ်ပါတယ်။ဒီ budget ဥပဒေဟာ Senate အထက်လွှတ်တော်မှာခက်ခဲမေးခွဲအနိုင်ရမှာပါ။ မတ်စစ်ဆန့်ကျင်မှုကလည်းအနေငယ်အများဒီပေါ်မှာတက်ရောက်မှုတော့ရှိလာနိုင်ပါတယ်။ Okay ဒီမှာ CBO ရဲ့အချက်လက်တွေအရပါနော် CBO ဆိုတာ Congressional Budget Organization လွှတ်တော် budget ဖွဲ့စည်းဖြစ်ပါတယ်။ CBO ရဲ့ comment ချက်တွေကတော့ Trump ရဲ့ Beautiful Bill budget ဟာဥပဒေဖြစ်လာလို့ရှိရင်နိုင်ငံတော်အကျိုးဟာ 2.4 trillion လောက်ထပ်တိုးလာမယ်ဆိုပြီး comment ထားပါတယ်။ကျွန်တော်လက်ရှိ Trump ရဲ့ Beautiful Bill budget ထဲမှာပါလဲဆိုတာတော့သိစိတ်မသွားတော့ပါဘူး။အကယ်၍အထက်လွှတ်တော်မှာမေးခွဲဆုံးဖြတ်နိုင်ရရင်တော့ဒီထဲမှာပါတယ်ဆိုတဲ့အသေးစိတ်ကိုကျွန်တော်ပြန်လည်ဝင်ပြသွားမှာဖြစ်ပါတယ်။ Republican တွေကဒါကို American လွတ်လပ်ရေးနေ့ July 4 မတိုင်ခင်မှာမေးခွဲဆုံးဖြတ်ပြီးအပြီးလုပ်ချင်နေပါတယ်။ဒီ budget နဲ့ပတ်သက်ပြီး Senate Majority Leader အထက်လွှတ်တော်လူများစုခေါင်းဆောင် John Thune ကတော့ဒီ bill pass ဖို့အတွက်အတော်လေးယုံကြည်မှုရှိနေပုံရပါတယ်။ကဲသူပါပြောလေးဆိုတော့ကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ Look, it's very complicated. We know that. I can't speak for the House schedule. What I can tell you is that we're going to do everything we can to stay on what we've laid out, and that is to try and work through these next couple, 2-3 weeks to be prepared to be able to put that bill on the floor the last week before the 4th of July. သူပြောတာကဒီ budget pass ဖို့အောင်မြင်ဖို့ခက်ခဲလေးရှိနိုင်ပါတယ်။ဒါပေမဲ့ဒီ2ပတ်3ပတ်အတွင်းမေးခွဲဆုံးဖြတ်ဖို့ပြင်ဆင်လာမှာဖြစ်ပါတယ်။ခက်ခဲပါတယ်ဒါပေမဲ့အောင်မြင်စွာလုပ်မှာပါ။ပြီးရင်သမ္မတ Trump ကိုအရောက်ပို့ပေးမှာဖြစ်ပါတယ်လို့သူကပြောပါတယ်။အကယ်၍ Trump ရဲ့ဒီနိုင်ငံတော် budget ဟာလွှတ်တော်ထဲမှာမေးခွဲရှုံးနေသွားမယ်ဆိုရင်တော့ Trump အတွက်အိမ်မက်ဆွေးဖြစ်သွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ midterm election ဟာမကြာခင်ရောက်ရှိလာမှာဖြစ်ပြီးဒီ midterm election မှာ Democrat တွေအများစုလွှတ်တော်ထဲမှာအနိုင်ရမယ်ဆိုရင်တော့လွှတ်တော်နှစ်ခုစလုံးကို Democrat တွေအုပ်စိုးခဲ့ပြီးဆိုရင်တော့ Trump ကို impeachment တွေပြန်ပြီးလုပ်နိုင်ပါတယ်။နောက်ပြီး Trump ရဲ့နှစ်သက်တမ်းဟာကြာရှိနေတဲ့နှစ်သက်တမ်းဟာ political breakout ဖြစ်ပြီး Trump မှာဘာမှလုပ်နိုင်စွမ်းမရှိတော့ဘူး။ Trump အတွက်အခြေအနေမကောင်းနိုင်ပါဘူး။ဒါကြောင့် Trump အတွက်လည်းအရေးကြီးတဲ့ဥပဒေခုဖြစ်ပါတယ်။ဒါကြောင့်ဒီအကို pass ဖို့အတွက်ဒီ Republican တွေသူလည်းတတ်နိုင်တဲ့တော့ဒီရုံနေတာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒုတိယအချက်ဖြစ်တဲ့ Trump နဲ့ Elon ပြန်လည်ချင်းမြင်နိုင်လားဆိုတဲ့အချက်ပေါ်မှာကျွန်တော်အမြင်ကတော့ Trump ဟာဘယ်တော့မှရှုပ်ပေးတတ်သူဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်။နှစ်ခုဆက်ဆံရေးပြန်လည်ရရှိဖို့ဆိုတာတော့မဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ယုံကြည်ပါတယ်။ကဲနောက်ဆုံးအချက်ဖြစ်တဲ့ Trump မှန်လား Elon မှန်လားဆိုတဲ့အချက်ပေါ်မှာကျွန်တော်ရဲ့သုံးသပ်ချက်ကတော့ Elon လည်းမမှားပါဘူး။ Trump လည်းမမှားပါဘူး။သို့တော်လည်း Trump အပေါ်မှာ Elon ရဲ့မျှော်လင့်ချက်ကအရန်များသွားတဲ့အတွက်ကြောင့်ပေါ့နော်။ဒီပြဿနာဖြစ်လာခဲ့တာဖြစ်ပါတယ်။ဖြစ်လာတာကအခုနကျွန်တော်ပြောလို့ပဲလွန်ခဲ့တဲ့အချိန်တုန်းကသမ္မတဟာပတ်စံနဲ့အများကြီးတုံးခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ကိုဝေးကြောင့်ပတ်စံနဲ့တုံးခဲ့ပြီး Trump ဟာဒီပေါ်မှာအများကြီးဝေဖန်ခဲ့ပြီးသူအလေးကျတဲ့ခါကျရင်သူနိုင်ငံတော် budget တွေကိုမလိုအပ်တဲ့နိုင်ငံတော် budget တွေကိုဖျက်တောက်မယ်ဆိုပြီးသူကြွေးကြော်လာတာဖြစ်ပါတယ်။ဒါကြောင့် Trump အနိုင်ရတဲ့နောက်ပိုင်းမှာ Elon ကချင်းစောကြီးနေပေါ့နော်ဒီ bureaucrat တွေကိုသူကလုံးဝခတ်ပြီးမှသူတကယ်နိုင်ငံတော်အသုံးစရိတ်ကိုရှော့ချတော့မယ်ဆိုပြီးကြုံဝါပြီးတက်လာခဲ့တာဖြစ်ပါတယ်။သို့တော်လက်ရှိမှာ Trump ရဲ့နိုင်ငံတော် budget ကလုံးဝဖျက်တောက်ခြင်းမရှိတဲ့အတွက်ကြောင့်ပေါ့နော်တစ်ဖက်မှာဖျက်တောက်ခဲ့ရင်တစ်ဖက်မှာသူတို့ရဲ့ agenda ထဲမှာပိုပြီးတုံးဆွေးနေတဲ့အတွက်ကြောင့်ဒါက Elon ရဲ့ပြဿနာဖြစ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်အမြင်ဆိုရင်တော့ကျွန်တော်ထင်တာကတော့ဒီ bill ဟာ pass မေးခွဲအနိုင်ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီမှာတချို့ Republican တွေကတော့ဒီ bill ကို no ပေးဖို့အတွက်အခုချင်းချောက်နေပါတယ်။ဒါပေမဲ့ဒါကတော့ဖြစ်နေကြနိုင်ငံရေး drama တွေနိုင်ငံရေးပြဿနာတွေဖြစ်ပါတယ်။ဒါကတော့ကိစ္စမရှိပါဘူး။ကျွန်တော်အမြင်ကတော့ဒီမှာဘေးသမ္မတပဲတက်လာပေါ့လေနော်။ Republican သမ္မတဖြစ်ဖြစ် Democrat သမ္မတဖြစ်ဖြစ်လက်ရှိအချိန်မှာ American ဟာအကျွေးတွေတအားများနေတဲ့အတွက်ကြောင့်ပေါ့နော်။နိုင်ငံတော်အသုံးစရိတ်တော့ short ချဖြစ်နေလို့ကျွန်တော်မြင်ပါတယ်။ Okay ဗီဒီယိုကလည်းတော်လေးရှည်သွားပြီပြောပြစရာတွေကလည်းအများကြီးရှိတယ်ပေါ့လေ။ကဲနောက်ဆုံးအနေနဲ့ဒီဗီဒီယိုလေးတစ်ခုဖြစ်တဲ့အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ပြောသွားတဲ့ဒီ bill လက်ရှိဒီ budget နဲ့ပတ်သက်ပြီး Elon Musk ရဲ့ဩဇာတက်ရောက်မှု
အကြောင်းလေးတွေကိုတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် Speaker Johnson, can you stop us earlier today? Yes. Can you walk us through, have you had a conversation yet with Elon Musk? That is the big question of the day. We exchanged text messages late yesterday, but haven't spoken to him on the phone. And I'm really anxious for all this to resolve so we can get on with getting the one big beautiful bill passed. That's what I'm focused on here. That's what the American people demand and expect of us. They gave us a ဒီမှာတင်းထောက်မေးတာက Speaker of the House ပေါ့နော်အနေနဲ့ Elon Musk နဲ့စကားပြောဖြစ်သေးလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဒီပေါ်မှာသူဖြေကြားသွားတာက text နဲ့ဆက်သွယ်ခဲ့တဲ့အကြောင်းသူကတော့သူတို့ရဲ့ Twitter wall ပေါ့နော် Trump နဲ့ Elon ဖြစ်နေတဲ့ Twitter wall ကနေသူမပါဝင်တဲ့အကြောင်းပေါ့နော် American ပြည်သူတွေအတွက်ဒီဥဒေအနိုင်ရဖို့အတွက်သူစိတ်အားထက်သန်စွာလှုပ်ဆောင်နေတဲ့အကြောင်း Trump က Elon ကိုစိတ်ပြတ်တဲ့အကြောင်းလေးပေါ့လေဒါတွေကတော့သူပြောသွားခဲ့တာဖြစ်ပါတယ်Border security နဲ့ကာကွယ်ရေးအသုံးစရိတ်တွေအတွက်ပေါ့နော်အခွန်လျှော့ချဖို့အတွက်အကောင်းဆုံး budget ဥပဒေဖြစ်တဲ့အတွက်ဖြစ်နိုင်သမျှအကောင်းဆုံးကြိုးစားမယ့်အကြောင်းကိုသူပြောသွားခဲ့တာဖြစ်ပါတယ်။ Okay ဒါကတော့ Trump နဲ့ Elon ရဲ့ drama ဇာတ်လမ်းနဲ့လက်ရှိလွှတ်တော်မှာရောက်နေတဲ့နိုင်ငံတော် budget ဥပဒေဖြစ်လာနိုင်ဖွယ်တွေကိုတုံ့တက်တင်ပြသွားတာဖြစ်ပါတယ်။ဆုံးထိလိုက်ပါလာတဲ့မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ကြိုးစားမှုကိုတင်မှတ်ပြုရဆိုရင်အောက်က comment မှာသဘောထားလေးတွေမှတ်ချက်လေးတွေပေးကြဖို့လည်းအားလုံးကိုမေတ္တာရပ်ခံချင်ပါတယ်။နောက်မှာပြန်လေးဆုံးကြမယ်လို့ပြောကြရင်းနဲ့ဒီဗီဒီယိုကိုဆုံးသတ်ပါရစေ။